အများကြီးအကျိုးရှိပါတယ်ပြီးတော့ပေါ့နော်တကယ်ဒီအချိန်မှာပေါ့နော် scholarship ရှောက်နေတဲ့လူတွေအတွက်ဒါလေးလုပ်တဲ့ငါဒီလိုလေးတော့လုပ်လို့ရတာပဲဒီနီလန်းလေးရှိတာပဲဆိုတဲ့ဟာလေးကိုသူတို့အတွေးတဲ့ကိုအများကြီးရောက်သွားစေရပေါ့နော်အဲ့တုံဖာမောက်ပြောပြပေးတဲ့အတွက်ကောပြီးတော့ဒီအားလုံးကိုယ်စိတ်ထဲမှာထားနေရမယ်စိတ်ထားအစားပေါ့နော်ထည့်ပြီးတော့ပြောပြပေးတဲ့အတွက်ကြောင့်မလို့ grow lab တစ်ခုလုံးရဲ့ကိုစားထက်ကနေပြီးတော့ကျေးဇူးအများကြီးတင်ကြောင်းပြောချင်ပါတယ်လို့ဖြစ်ပြီးခဲ့တဲ့အဲ့လို challenge တွေ struggle တွေကိုအများကြီးပြောပြတယ်ပြောရကဒီလိုရှိရပဲပေါ့နော်ငါတို့တို့လည်းအများကြီးခွန်အားရရပေါ့နော်ကြောင့်အဲ့ကြောင့် group ကိုစားအများကြီးကျေးဇူးတင်တယ်ဆိုတာကိုပြောချင်တယ်နောက် live or death ဆိုတဲ့ဟာအများကြီးဆွဲပေါ့နော်အမကြအခုကိုအရန်ညတဲ့အထဲပါတယ်ငါဒီနေ့ payment နဲ့မလုပ်တော့ဘူးပေါ့အဲ့လည်းအဲ့ Rachel ခုန share တဲ့ live or death ဆိုတဲ့ဟာလေးကိုနားထောင်ပြီးတော့တော်တော်လေးကိုငါစူးစမ်းဖို့အများကြီးလုပ်တည်ရဆိုတာအများကြီးသိသွားပါတယ်ကျေးဇူးအများကြီးတင်ပါတယ် Rachelချိန်ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့အချိန်ပေးရလေးရှေ့လျှောက်လဲ Grow Lab Community နဲ့အတူညီမလေးနဲ့ collaboration တွေလည်းလုပ်ချင်တယ်ပေါ့နော်ဒီနေ့ all the relationship နဲ့ပတ်သက်ပြီးတော့အများကြီး learn လုပ်လိုက်ရတယ် toxic relationship ဆိုတာဘာလဲ healthy relationship ကဘာလဲ cheating ဆိုဘယ်လို sign တွေရှိလဲနောက်ရီးစားရွေးတဲ့အချိန်ဘယ်လိုရွေးရမလဲအများကြီးသိပါတယ်မတကယ်ကို quality relationship နဲ့ပတ်သက်တဲ့ဟာကိုတော်တော်လေးကိုသိရတယ်အဲအကြောင်း group ကိုစားရောကျေးဇူးအများကြီးတင်တယ်ဒီချေ၄ယောက်လုံးပေါ့နော်စိနာပပနဲ့တီချာလေး share ပေးတယ်ပေါ့နော် resource တွေကောပြီးတော့အတွေ့အကြုံတွေရောအကုန်လုံးကိုပေါ့နော်တီချာလေးပြောပြပေးရတဲ့အတွက် Olika Grow Lab community member တွေစာကျေးဇူးအများကြီးတင်ပါတယ်နားထောင်တဲ့ Grow Lab community member တွေလည်းတကယ်ကိုအကျိုးရှိသွားမယ်ဆိုတာယုံကြည်ရပေါ့နော်